Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကနေစပြီးတော့ JFD နမူနာမေးခွန်းတွေကိုတင်ပေးသွားပါမယ် JFD ဆိုတာဒီ Japan Foundation Text Japan Foundation ကနေပြီးတော့ဒီဦးစီးကျင်းပတဲ့ဆောင်းမေးပွဲဖြစ်ပါတယ်ပေါ့နော် JFD ဒီဘာနဲ့ level အတူတူပဲလဲဆိုရင် JLPT M4 နဲ့ level အတူတူပါပဲမတူတာကဘာလဲဆိုတော့ JLPT ဒီစာရွက်ပေါ်မှာခဲချစ်ပြီးတော့ဖြည့်ရတာပေါ့နော် JFD ကကြတော့ CBT စနစ်ပါကွန်ပျူတာနဲ့ဖြည့်ရတဲ့စာမေးပွဲဖြစ်ပါတယ် JLPT ကစာမေးပွဲဖြည့်ဆိုတာကနေစပြီးတော့အောင်လက်မှတ်ထွက်တဲ့အထိကသူ့ရဲ့လုပ်ငန်းစဉ်ကနည်းနည်းလေးကြာတယ်ပေါ့ဖောင်တင်ရတယ်ဖောင်တင်ပြီးသွားရင်စာမေးပွဲဖြည့်ဖို့အတွက်စောင့်ရသေးတယ်တစ်လကျော်2လနီးပါးလောက်စာမေးပွဲဖြည့်ပြီးပြီဆိုရင်လည်းပဲအောင်နေကြတယ်ဆိုတာသိဖို့ကိုတစ်လနီးပါးလောက်ပြန်ပြီးတော့စောင့်ရတယ်အောင်နေကြတယ်ဆိုတာသိပြီးလို့အောင်လက်မှတ်ကိုယ့်ရဲ့လက်ထဲကိုရောက်လာဖို့အတွက်ကလည်းတစ်လနီးပါးလောက်ထပ်ပြီးတော့စောင့်ရတယ်အဲ့တော့သူ့ရဲ့လုပ်ငန်းစဉ်ကကြာတယ် JFD ကကြတော့အရန်ကိုမြန်တယ်ဒီနေ့သွားဖြည့်အဲ့တော့အဲ့ဒီဖိနိုင်ကုန်းကနေပြီးတော့မထသေးဘူးစာမေးပွဲဒီအောင်လားကြာလားဆိုတာသိရတယ်ချက်ချင်းလေဒီနေရင်းချင်းပေါ့နော်နေရင်းချင်းမှာပဲဒီ certificate လက်မှတ်ကိုလည်းထုတ်လို့ရတယ်ပေါ့နော်သူဒီအရန်ကိုပဲမြန်တယ်ပေါ့နော် JFD စာမေးပွဲဘယ်သူတွေဖြေလို့ရလဲဆိုရင်တခုတေးကီနိုနဲ့အလုပ်လုပ်ဖို့သွားမယ့်သူတွေ Ikuse Shuro Visa နဲ့ဂျပန်ကိုအလုပ်လုပ်ဖို့သွားမယ့်သူတွေဒီလိုမျိုးကျောင်းသားတွေဖြေလို့ရပါတယ်ဒီလိုမျိုးကျောင်းသားတွေအတွက်စာမေးပွဲပဲဖြစ်ပါတယ်ပေါ့နော် JFD စာမေးပွဲကလည်းဂျပန် immigration ကလက်ခံတဲ့တရားဝင်စာမေးပွဲဖြစ်ပါတယ်ဂျပန်နိုင်ငံကိုအလုပ်သွားလုပ်ဖို့ဆိုလို့ရှိရင် JLPT M4 အောင်ရင်အောင်မအောင်လို့ရှိရင် JFD စာမေးပွဲအောင်ပြရပါတယ်ဒီနှစ်ခုတည်းတစ်ခုရှိတယ်ဆိုလို့ရှိရင်ဒါ interview ဝင်ဖြစ်လို့ရပြီပေါ့နော်တခုတည်းဆိုလဲသက်ဆိုင်ရာတခုတည်းလက်မှတ်တစ်ခုခုရှိပြီဆိုလို့ရှိရင်ရပါတယ်အဲ့တော့ထိုင်ကုန်ကမထခင် result ချက်ချင်းသိရတယ်တခါတည်းအောင်နေကြတယ်ဆိုတာပေါ်တယ်အဲ့တော့ဆောင်းမွဲခန်းထဲကနေပြီးပျော်ပြီးတော့လဲထွက်လာလို့ရသလိုစာတေးကြမလုပ်တဲ့အစာမရတဲ့ကလေးတွေဆိုရင်ဝမ်းနေပြီးတော့ငိုပြီးတော့လဲထွက်လာလို့ရတယ်အဲ့တော့ပျော်ခြင်းလဲ JFD ဆောင်းမွဲဖြစ်ဝမ်းနေခြင်းငိုခြင်းလဲ JFD ဆောင်းမွဲဖြစ်လို့ရတယ်ဘာဖြစ်လို့လဲဆိုရင်ချက်ချင်း result သိရလို့ဒါဆိုလို့ရှိရင်စစ်စီတို့မေခွန်းလေးတွားလိုက်ရဒါလေးကတော့မေခွန်းပုံစံလေးပဲဖြစ်ပါတယ်အတူတူဖတ်ကြည့်ရင်လည်းဘာသာပြန်ကြည့်အောင်မေခွန်းလေးကိုမဖတ်ခင်နည်းနည်းလေးပြောချင်တာလေးရှိပါတယ်စစ်စီအခုသင်ပေးမယ့်အပိုင်းဒီအပေါ်လေးမှာရေးထားပါတယ် conversation and expression ဆိုတဲ့ JFD ကအားလုံးပေါင်းအပိုင်း၄ပိုင်းဖြည့်ရတယ်ပေါ့နော်အဲ့ဒီအပိုင်း၄ပိုင်းထဲမှာမှကျောင်းသားတွေအတွက်အခက်ဆုံးဆိုတဲ့အပိုင်းပေါ့နော်ဒီအပိုင်းလေးကိုသင်ပေးပါမယ်အခက်ဆုံးဘယ်သူတွေအတွက်ပို့ပြီးတော့ခက်လဲဆိုရင်မင်းနစာအုပ်ကိုသင်ထားတဲ့ကျောင်းသားတွေအတွက်ပို့ပြီးတော့ခက်တဲ့အပိုင်းလေးပေါ့နော်အပိုင်း၄ပိုင်းရှိတယ်ဆိုတော့ဘာဒီလဲဆိုလို့ရှိရင်ဒီအောက်နားလေးကိုတစ်ချက်ကြည့်ပေးပါဒီမှာတော့သူဒီ SERI ဆိုတဲ့နေရာလေးပဲပေါ်တယ်ပေါ့နော်ဒီနေရာလေးကကြတော့စစ်စစ်တို့ script and vocab လို့ပြောတာပေါ့နော် vocabulary နဲ့ပတ်သက်တဲ့ဟာလေးဖြည့်ရမယ်ပြီးသွားရင်ဒီအခုစစ်စစ်တင်ပေးမယ် CO ဆိုတဲ့နေရာလေးကကြတော့ conversation and expression ဆိုတဲ့ဟာလေးပေါ့နော်ဒီအပိုင်းလေးပါပြီးသွားရင် listening လာမယ်ပြီးသွားရင် reading လာမယ်အဲ့တော့စစ်စစ်တို့reading ဒီနောက်ဆုံးမှာဖြည့်ရမှာနော် listening ကကြတော့ reading ထက်အရင်စောပြီးတော့ဖြည့်ရမှာပါဒီအပေါ်မှာကကြတော့အစိမ်းရောင်ဘာတန်လေးက intro ဆိုတဲ့ဟာလေးပေါ့နော်တကယ်လက်တွေ့စာမေးပွဲမှာတော့ဒီ intro ဆိုတဲ့ဟာလေးကပေါ်နေမှာမဟုတ်ဘူးပေါ့နော် script ရဲ့ conversation ရဲ့ listening ရဲ့ reading ရဲ့ဒီအပိုင်းလေးတွေပဲပေါ်နေပါလိမ့်မယ်ပြီးသွားလို့ရှိရင်အဲ့တော့ဒီ section ဆိုတဲ့နေရာမှာကိုကဘယ်အပိုင်းရောက်နေလဲဆိုတာသိချင်ဒီနေရာလေးကိုသွားပြီးတော့ကြည့်လို့ရတယ်ကိုက vocab ပိုင်းကိုရောက်နေရလား listening ပိုင်းကိုရောက်နေရလား reading ပိုင်းကိုရောက်နေရလားပေါ့နော်
ဘယ်ပိုင်းရောက်နေလဲဆိုတာသိချင်ရင်ဒီနေရာကိုသွားပါပြီးတော့ရင်အချိန်ဘယ်လောက်ကျန်သေးလဲဆိုတာသိချင်ရင်တော့ဒီနေရာကိုကြည့်ပါပေါ့နော်ဒီနာရီနေရာလေးပေါ့နာရီနေရာလေးမှာဆိုရင်အချိန်ဘယ်လောက်ကျန်လဲဆိုတာသိနိုင်တယ်ပြီးသွားလို့ရှိရင် candidate ဆိုတဲ့နေရာမှာတော့ကျောင်းသားတွေရဲ့နာမည်လာပါလိမ့်မယ်ဒီမှာတော့စန်းစီရဲ့နာမည်ပဲထည့်ထားတယ်ပေါ့နော်ပြီးသွားရင်ဒီအောက်နာလေးကိုကြည့်ပေးပါ back နဲ့ nate ဆိုပြီးတော့ရှိပါတယ်ရှေ့ကိုသွားခြင်းနဲ့ဆိုရင် back ကိုနှိပ်ပေါ့နော်အနောက်ကိုသွားမယ်ဥပမာ1ကနေ2 2ကနေ3သွားခြင်းနဲ့ဆိုရင်တော့ next ကိုနှိပ်ပါ၄ပိုင်းလုံးဖြည့်လို့ပြီးပြီဆိုရင်တော့ဒီအပေါ်ဆုံးပေါ့နော်စင်စီတို့ရဲ့နာမည်ရဲ့အပေါ်မှာရှိတဲ့ finish section ကိုနှိပ်ပါ finish section ဒီအားလုံးအပိုင်းအားလုံး reading အထိဖြည့်လို့ပြီးသွားပြီဆိုတော့မှနှိပ်ရတာပါဆိုရင်တော့မိခွန်းလေးကိုအတူတူဖတ်ရင်းနဲ့ဖြည့်ကြည့်အောင်ကောင်လေးကစပြီးတော့ဗာပြောလဲဆိုတော့ရှုမီဝါနန်ဒက်စ်ကဝါဒနာကပါလေကောင်မလေးကလည်းပြန်ပြောတယ်ဒါလေးပါဒီထိဖတ်လိုက်ပြီဆိုတော့ကျောင်းသားတွေတင်ထားတဲ့ grammar တွေကိုသွားပြီးတော့ပြန်စဉ်းစားကြည့်လိုက်တော့ကောင်လေးကလည်းပြန်ပြောတယ်音楽私もですတချင်းလားကျွန်တော်လည်းပဲဖြစ်ပါတယ်တဲ့ကိုအောင်ကိုစဉ်းစားပြီးတော့ဖြည့်ကြည့်နော်အဖြေလေးတွေကိုဖတ်ပြပေးမယ်音楽が好きですဘာသာမပြန်ပြတော့ဘူးနော်ကိုအောင်ကိုဘာသာပြန်ပြီးတော့ဖြည့်ကြည့်ပါ毎日音楽を聴きます音楽を聴くことですဒီသုံးခုတွေကဘာဖြစ်နိုင်လဲပေါ့အပေါ်ကစာပိုက်ကလေးကတော့စင်စစ်ဘာသာပြန်ပေးထားတယ်နော်ကောင်လေးကကောင်မလေးကိုပါမိလေနင်းရဲ့ဝါသနာကဘာလဲဆိုပြီးတော့မိတယ်အဲ့တော့ကောင်မလေးကလည်းပြန်ဖြေတယ်အဲ့တော့ကောင်လေးကလည်းဘာပြန်ပြောလဲဆိုတော့音楽私もですဆိုပြီးတော့ဖြေတယ်အဲ့တော့好きနဲ့သုံးမလား毎日音楽を聴きますလို့သုံးမလားဒါမှမဟုတ်လေ音楽を聴くことですလို့သုံးမလားဘာဖြစ်နိုင်လဲပေါ့နော်ဒီ grammar လေးဒီစင်စီတို့5တုံးတွေကသင်ထားတဲ့ grammar လေးပါစဉ်းစားပြီးတော့ဖြည့်ကြည့်ပါအချိန်မှတ်ပေးပါမယ်အဖြေလေးကတော့音楽を聴くことですပဲဖြစ်ပါတယ်ဘာလို့音楽を聴くことですဖြစ်ရတာလဲ音楽က noun ပြီးသွားရင် particle o လေးရှိတယ်kiku ဆိုတဲ့ dictionary form ရှိတယ်သူ့ရဲ့နောက်မှာခို့တိုလေးကတ်ထားတယ်ပြီးတော့အနောက်မှာ des နဲ့အဆုံးသတ်တယ်ဘာဖြစ်လို့ဒီစာကြောင်းကြီးအဖြစ်ဖြစ်ရတာလဲအပေါ်မှာမေးခွန်းကြီးကပါမိတာလေရှုမီဝါဒနာလို့မိထားတာဝါဒနာလို့မိထားလို့ရှိရင်ကျောင်းသားတော်တော်များများအလွတ်ကြကြလိမ့်မယ်လို့ထင်ပါတယ်အင်တာဗျူးတွေမှာလည်းခဏခဏဖြေရတယ်လေနော်ရှုမီဝါနန်ဒက်စ်ကလို့မေးလို့ရှိရင်ရှုမီဝါ noun des ဒါမှမဟုတ်လေရှုမီဝါ verb ခို့တို des verb dictionary ခို့တို des ဆိုပြီးတော့လုံးဝအလွတ်ကျက်ထားတယ်လေနော်အဲ့ဒီရှုမီလို့မိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ဘောင်ထဲကနေပြန်ပြီးတော့ဖြည့်ပေးရတယ်အဲ့တော့ noun des နဲ့ဖြည့်ရင်မဖြည့်ရင် verb root ခို့တိုဆိုဒီမှာ noun des မပါတာဖြစ်တဲ့အတွက်ကြောင့်စင်စီတို့ဒီ verb root ခို့တို kiku ခို့တို des ဆိုတာလေးကိုရွှေ့ပေးလိုက်ရပါတယ်音楽が好きですတချင်းနေတေးဂီတတွေကိုကြိုက်တယ်ပြောလို့ရလားမရဘူးเนาะစခိဆိုတာကနှစ်သက်တာလीเนาะနှစ်သက်ကြောင်းကိုဖော်ပြချင်တာအခုကမိခွန်းဒီဘာကိုနှစ်သက်လဲလို့မေးထားတာမဟုတ်ဘူးဝါသနာကိုမေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီစာကြောင်းလေးဖြည့်လို့မရဘူးဒုတိယတစ်ခုက毎日音楽が聴きますနေ့တိုင်းတချင်းကိုနားထောင်ပါတယ်မိခွန်းကဘာကြီးလဲနေ့တိုင်းဘာလုပ်လဲလို့မေးတာလားမဟုတ်ဘူးဝါသနာကိုမေးတာအဲ့တော့
သူ့ရဲ့ဝါသနာကိုမင်းဘယ်လိုဖြေရမှာလဲဆိုတဲ့ပုံသင်နည်းရှိတယ်အဲ့ဒီပုံသင်နည်းပေါင်းရမယ်ဒါကိုကျောင်းသားတွေကမမှတ်မိဘူးဆိုရင်တော့ဒီအဖြေကမှားပြီးတော့ရွှေ့နိုင်တယ်ဒါလေးကိုသတိထားပါတစ်ခေါက်ပြန်ပြီးတော့မှတ်ပါမယ်ရှုမီဝါသနာကိုမေးလို့ရှိရင်ရှုမီဝါ noun das ဒါမှမဟုတ်ရှုမီဝါ verb ခိုတူ das ဒါလေးနဲ့ဖြည့်ပေးရမယ်နော်အဲ့တော့ပြောချင်တဲ့စာလုံးဒီ noun မှာရှိရင်တော့ noun das ဒါလေးနဲ့ဖြည့်လိုက်ရပြီအမြဲတမ်းစစ်တို့ပြောချင်တဲ့စကားလုံးတွေက noun မှာရှိမနေနိုင်ဘူး verb အဖြစ်နဲ့ရှိနေတဲ့စာလုံးတွေရှိတယ်ဒါဆိုရင်အဲ့ဒီ verb ကို root form dictionary form ပြောင်းမယ်ခိုတူလေးအနောက်ကနေကပ်ဒီနည်းက2မျိုးရှိတယ်ပေါ့နော်ကိုပြောချင်တဲ့စာလုံးဒီနောက်မှရှိရင် noun das နဲ့ဖြည့်နောက်မှမရှိဘူးဆိုရင် verb root verb dictionary ခိုတူ das နဲ့ဖြည့်ဒါဒီပုံသင်နည်းပဲအလွတ်ကြက်ထားလို့ဒါဆိုရင်စစ်စစ်တို့ဥပမာလေးကိုကြည့်လိုက်အောင်私の趣味はスポーツですကျွန်တော်ရဲ့ဝါသနာကတော့အားကစားပဲဖြစ်ပါတယ်အားကစားဆိုတာဒီ noun ဒါဆိုလို့ပြောချင်တဲ့စာလုံးက noun မှာရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ sports ဒီလိုလေးသုံးလိုက်တယ်ရှုမီကတော့ဇက်စစ်ဒီမှာခန်းကြီးနဲ့ရေးပေးထားတယ်ပေါ့နော်ဒါပေမဲ့စာမွတ်မှာတော့ခန်းကြီးနဲ့လာမှာမဟုတ်ဘူးသူကဒီ GFD level ခန်းကြီးစာလုံးမဟုတ်တဲ့အတွက်ကြောင့်မို့နော်အရှိမဆိုလို့ရှိရင်ခုန ongaku တို့ kikimas တို့ mainichi တို့နော်ဒါတွေကိုစစခန်းကြီးနဲ့ရေးပေးထားတယ်ဘာဖြစ်လို့လဲဆိုရင်သူဒီ GFD level မှာတိတဲ့စာလုံးပေါ့နော်ဒီ N4 level မှာတိတဲ့စာလုံးဖြစ်တဲ့အတွက်ကြောင့်မဖြစ်မနေခန်းကြီးတိကိုသိရမယ် GFD ဆံမွေးဒီအပေါ်မှာဖူဒီကနာတွေလုံးဝမပါပါဘူး GFD ဆံမွေးဝဲဖြည့်ခြင်းတဲ့သူတွေခန်းကြီးတွေကိုလည်းသိချရအောင်လုပ်ရမယ်သူအပေါ်မှာဖူဒီကနာလုံးဝမပေးတာအထူးသဖြင့် reading တွေဖတ်ရင်ပို့ဆိုတယ်စာပိုက်စာကြောင်း10ကြောင်းရှိလို့ရှိရင်အဲ့10ကြောင်းလုံးအကုန်လုံးကဘာတွေပဲလဲဆိုရင်ခန်းကြီးတွေကြီးပဲလာတာဖူဒီကနာလုံးဝမပေးထားဘူးပေါ့နော်ဒါပေမဲ့ခန်းကြီးဆိုလို့အရင်ခက်ခဲသူ့ရဲ့ level မဟုတ်တဲ့ခန်းကြီးတွေမဟုတ်ဘူးနော်သူ့ level သူ့ရဲ့တင်ယိုးညွှန်းနှန်းစာအုပ်ထဲကခန်းကြီးတွေကြီးပါโอเคဒီစာကြောင်းလေးကတော့ noun နဲ့ဖြည့်ပြထားတာဒါဆိုရင်ဒါလေးရအောင်映画を見ますရုပ်ရှင်ကိုကြည့်သည် noun ကြီးလားမဟုတ်ဘူး見ますဆိုတော့ verb ရှိရတာလေးဒီ映画ရုပ်ရှင်ဒါဆိုရင် verb ဆိုလို့ရှိရင် verb တွေကိုဖြည့်ခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်ရမှာလဲဝါသနာကိုမေးတယ်ဝါသနာကရုပ်ရှင်ကြည့်တာဒီစာကြောင်းလေးကိုဖြည့်ခြင်းနဲ့ဆိုရင်ဒီတိုင်းသွားဖြည့်လို့ရလားမရဘူးအရင်ဆုံးဘာလုပ်ရမှာလဲသူ့ရဲ့ပုံသင်နည်းတိုင်း verb ဖြစ်တဲ့အတွက်ကြောင့်မလို့ dictionary form root form ကိုပြောင်း root form ပြောင်းလိုက်တော့ mimas ဒီ group 2ဖြစ်တဲ့အတွက်ကြောင့်မို့လို့မီရုအေကာကိုမီရုနဲ့ရပြီလားမရသေးဘူးဝါသနာတွေကိုပြန်ဖြည့်ခြင်းတာဖြစ်တဲ့အတွက်ကြောင့်မီရု dash တွေပါလို့လို့မရသေးဘူးအနောက်ကပါကပ်ပြရအောင်ပါလေခိုတိုလေးကပ်ပြရအောင်ပါဒါဆိုရင်တော့ဒီလိုပုံစံမျိုးအရှိမ dictionary form လေးပြောင်းထားတယ်အနောက်မှာခိုတိုလေးကပ်ထားတယ်ဒါဆိုရင်တော့ဝါသနာနဲ့ပတ်သက်ပြီးတော့ဖြည့်လို့ရပြီ私の趣味は映画を見ることですကျွန်တော်ရဲ့ဝါသနာကတော့ရုပ်ရှင်ကြည့်တာပဲဖြစ်ပါတယ်ကိုပြောချင်တဲ့စာလုံးဒီနောက်မှရှိရင် noun das နဲ့ရေးမရှိဘူးဆိုရင် verb verb dictionary ခိုတို das နဲ့ရေးအခုမိကုန်းမှာဒီ verb verb dictionary ခိုတိုဆိုတဲ့စာကြောင်းပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်စစ်တော့ဒီစာကြောင်းကိုပဲရွေးပေးလိုက်ရတာနားလည်မယ်လို့ညွှန်လင်းပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ကြမယ်နော်